အမေရိကန်မှာနေထိုင်တဲ့14နှစ်အရွယ်လာယာဟာစောင်းရသည့်အားလည်းရက်တွေမှာညတိုင်းအိတ်မပျော်ပဲအွန်လိုင်းဂိမ်းအသစ်တွေရှာဖွေကစားနေခဲ့တဲ့တညမှာတော့သူမရင်ကမကြားဘူးတဲ့ကြောက်စရာဂိမ်းတစ်ခုကိုတွေ့လိုက်တယ်ဒရုမာဆန်စိတ်လှုပ်ရှားစွာနဲ့ဂိမ်းစီးမြင့်တွေကိုဖတ်ကြည့်တော့ဂိမ်းကိုမပြီးဆုံးပဲထွက်သွားသူတိုင်းကိုဒရုမာဆန်လို့ခေါ်တဲ့မကောင်းဆိုးဝါးတစ်ကောင်တစ်သက်လုံး၆လက်မယ်လို့ဆိုတဲ့စိတ်ဝင်စားသွားတဲ့လာယာဟာမိဘတွေအိပ်ပျော်သွားတာကိုစောင့်ပြီးအခန်းတကားသောခက်ကအလင်းတွေအားလုံးပိတ်လိုက်တယ်ဂိမ်းညွှန်ကြားချက်အတိုင်းမှန်ရှိမှမျက်လုံးမိတ်ထားရင်ဂျပန်မန်နန်ရွတ်ဆိုပြီးရေချိုးနေတယ်အစောပိုင်းမှာဘာမှမဖြစ်ပေမဲ့ရုတ်တရက်ရေချိုးခန်းတွေကဖက်နှက်တန်တွေကြားလာရတယ်အတန်တွေကြီးလာတာနဲ့အမျှဖြူဘက်ဖြူတော့အဝတ်စုပ်တွေဝတ်ထားတဲ့မျိုးသမီးတစ်ယောက်သူ့ရှေ့မှာပေါ်လာတယ်မျိုးသမီးရဲ့မျက်လုံးတစ်ဖက်ကအိမ်ယာကနေချော်ထွက်ကြနေပြီးသွေးတွေရေထဲကိုကျနေတယ်လန့်သွားပေမဲ့ဂိမ်းစီးမြင့်ကိုတတိရတဲ့လာယာကဘာလို့ကြတာလဲလို့အေးဆေးမေးပြီးနောက်ပြန်မကြည့်ပဲရေချိုးခန်းကထွက်လာခဲ့တယ်ညတာလုံးသူ့ကိုကြည့်နေတယ်လို့ခံစားရတဲ့လာယာဟာနောက်နေ့မှာစူပါမားကတ်လမ်းကြောင်းတွေအိမ်ပြန်ကားစီးနေတုန်းတောင်ဒရုမာဆန်ရဲ့၆လန့်မှုကိုခံစားရတယ်။ငွေရှင်းကောင်တာမှာသူ့လက်ထဲကဈေးဝယ်အိတ်တွေဟာဒရုမာဆန်ရဲ့ခေါင်းဖြတ်ထားတဲ့ပုံပြောင်းသွားတဲ့အခါသူမအော်ဟစ်လိုက်တယ်။ဒါပေမဲ့သူ့မိကြီးတဲ့အခါအကုန်ပုံမှန်ပြန်ဖြစ်နေတယ်။အိမ်ပြန်ရောက်တဲ့အခါလာယာရဲ့ကြောက်ရွံ့မှုတွေပိုဆိုးလာတယ်။သူမဟာအခန်းတွေကြားမှာတိုးလို့အော်ပြီးပြေးလွှားနေခဲ့တယ်။ဒါဟာဂိမ်းတွေကမကောင်းဆိုးဝါးကိုနှင်ထုတ်ဖို့စကလုံးဒါပေမဲ့ဒရုမာဆန်ကရေနေပြီးရေချိုးကန်ထဲမှာလာယာကိုပြိတက်နေတဲ့အိမ်မက်ဆိုးတဲ့လာယာနစ်မြုပ်သွားတယ်။လာယာချွေးပြန်နိုးလာတဲ့အခါနနက်7နာရီခွဲကြာပြီဖြစ်ပြီးဂိမ်းကိုအချိန်မီပြီးအောင်မလုပ်နိုင်ခဲ့ဘူး။အဲ့ညကနေစပြီးဒရုမာဆန်ဟာသူ့အိမ်မက်တွေထဲမှာသူ့ကိုအထက်ထက်နစ်မြုပ်စေတယ်။နောက်ဆုံးမနက်မှာတော့လာယာရဲ့အလောင်းကိုရေချိုးကန်ထဲမှာမျောနေတာတွေ့ရတယ်။သူ့ရဲ့မှတ်တမ်းစာအုပ်မှာဖြစ်စဉ်အလုံးရေးထားခဲ့တယ်။တင်ဒီဂိမ်းကိုကစားရဲမလား။မှတ်ချက်မှာဖြေကြားပေးပါ။